ကဲလက်နဲ့တခုတည်းကလည်းကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ဆက်ဆံရေးကိုအဆုံးဖြတ်ပေးနိုင်လဲဆိုရင်ဘယ်လိုထင်လဲဒီနေ့ပြောပြမှာကတော့ခေါင်းဆောင်၃ယောက်ကြားမှာတန်တမန်ရေးရအချက်အတဲကြီးတစ်ခုဖြစ်သွားစေတဲ့ဒုံးကြီးတစ်မျိုးအကြောင်းပါပဲဇလန်ရဲ့တစ်ချင်းကိုအရင်ကြည့်အောင်ယူကရိန်းသမ္မတဇီလန်စကီပေါ့သူ့အတွက်တော့ဒီလက်နက်ဆိုလားစစ်ပွဲရဲ့ကမ်းကြမ္မာကိုပြောင်းပြန်လမ်းပစ်နိုင်မဲ့အဆုံးဖြတ်ပေးနိုင်တဲ့တော့ချက်တစ်ခုလိုပဲအဲကြောင့်မို့လို့လဲတောက်ရဖို့အသေးအတန်ကိုတောင်းယူနေတာဒါပေမဲ့တစ်ဖက်မှာလည်းဘာလို့ရှိလဲဆိုတော့ယူရှာသမ္မတပူတင်ပေါ့သူကအမေရိကန်ကိုရှင်းရှင်းလင်းလင်းပဲတတိပေးထားတယ်လုံးဝပြက်ပြက်သားသားပဲဒီလက်နက်သားယူကရိန်းစီရောက်သွားကြည့်ငါတို့နှစ်နိုင်ငံကြားကဆက်ဆံရေးကလုံးဝပြက်ပြထားမှဆိုပြီးတော့လေကဲတဲ့တော့ဒီအင်အားကြီးနိုင်ငံတွေကြားကတင်မာမှုတွေကဘဲကနေဘလို့စားခဲ့တာလဲဇလန်စာကိုပြန်ဝါကြည့်အောင်နော်ဇီလန်စကီရဲ့အေးပေါ်တောင်းဆိုမှုနဲ့စလိုက်ကြတာပေါ့ဇလန်ကအင်ဖြူတော်မှာစပါအဲ့ဒီမှာသမ္မတထရန့်နဲ့တွေ့တော့ဇီလန်စကီတောင်းတာဆိုလို့တခုပဲရှိတယ်ယူကရိန်းကိုတိုမာဟော့ဒုံးကြီးတွေပေးပါတဲ့တလအတွင်းမှာဒုတိယကြိမ်တွေ့တာတောင်းသူတောင်းဆိုချက်ကဒါပဲလုံးဝမပြောင်းဘူးအဲ့ဒီတွဲဆုံမှုမတိုင်ခင်ရက်ပိုင်းလောက်အလိုမှာပဲပူတင်ကသမ္မတထရန့်စီကိုဖောင်းဆက်ပြီးတိုက်ရိုက်တတိပေးခဲ့တာပါသူ့စကားကရှင်းရှင်းလေးပဲတိုမာဟော့ဒေတာပေးလိုက်ရင်ဆက်ဆံရေးကတော့ပြက်ပြီးပဲဆိုတော့ဒီလောက်တောင်နိုင်တကာအိမ်ရန်ပွားမှုရဲ့ဗဟိုချက်ဖြစ်နေတဲ့ဒီထိုမဟော့ဒုံးကြီးဆိုတာတကယ်တော့ဘာကြီးလဲသူ့မှာဘယ်လိုမျိုးစွမ်းဆောင်ရည်ရှိလို့ဒီလောက်တောင်အရေးပါနေရတာလဲတိုမာဟော့ဆိုတာကအခြေခံအဖြစ်ရာသီဥတုမျိုးအသုံးပြုနိုင်တဲ့တာဝေးဖြစ်ခရစ်စတုန်ကြီးတစ်မျိုးပါအဓိကကအဝေးကြီးမှာရှိတဲ့ကုန်းပြဘောကဖြစ်မှတ်တွေကိုတိကျမှန်ကန်စွာထီအောင်ပြဖို့ဒီဇိုင်းထုတ်ထားတာသူရဲ့အဓိကအားသာချက်ကလည်းအဲ့ဒီနှစ်ခုပဲတာဝေးဖြစ်နိုင်တာနဲ့အင်မတန်တိကျတာသူရဲ့တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်1990ပြည့်နှစ်တွေလောက်က General Dynamics ကစပြီးတော့မိတ်ဆက်ခဲ့တာ1990ခုနှစ်မှာတော့ပထမဆုံးအကြိမ်စစ်မြေပြင်မှာစတုံးခဲ့တယ်အခုလက်ရှိမှာတော့ Raytheon တို့ Boeing Defense တို့လိုကုမ္ပဏီကြီးတွေကထုတ်လုပ်နေတာပေါ့ကဲသူ့ရဲ့အချက်လက်တချို့ကိုကြည့်လိုက်ရအောင်အလေးချိန်ကပေါင်2900ဆိုတာတော်တော်လေးတဲ့တယ်အရှည်အားလည်း18ပေကျော်ကျော်ရှိတယ်ဒါပေမဲ့သူ့ရဲ့တကယ်အစွမ်းကသူ့ရဲ့ lanyard စနစ်မှာပဲ GPS တို့ TRCOM တို့ DSMACO လို့အစင်မင်းစနစ်တွေကြောင့်သူဖိမတ်ကိုလုံးဝတိတိကျကျတွားပြီးထိမှနိုင်တာပြီးတော့သူ့ရဲ့ပက်ခတ်နိုင်တဲ့အကွာဝေးကကီလိုမီတာ1600တော့မှနော်ဒါဘလောက်ဝေးလဲဆိုရင်ရန်ကုန်ကနေဘန်ကောက်ကိုတောင်အသားလေးရောက်တယ်စစ်ရေးရဆိုရင်တော့ဒါဟာတိုက်ပွဲတစ်ခုလုံးရဲ့အဖြေကိုပြောင်းပြန်လမ်းပြနေတဲ့အစွာမျိုးပဲနောက်တစ်ခုကသူ့ရဲ့ဇင်းနှုံးပေါ့ဒုံးကြီးတစ်စင်းနဲ့ဟော်တင်အမေရိကန်ဒေါ်လာစစ်တန်3တန်းရှိတယ်ဒီလိုဆေးကြီးတာကလည်းသူ့ရဲ့အရေးပါမှုနဲ့တန်းဖို့ကိုပိုးပြီးတော့ထင်ရှားစေတာပေါ့ကဲဒီတော့ဒီဒုံးကြီးအကြောင်းတွေ့သွားပြီဆိုတော့နောက်မေးခွန်းတစ်ခုကယူကရိန်းကဘာဖြစ်လို့ဒီလောက်တောင်အသေးအတန်လိုချင်နေရတာလဲသူတို့ရဲ့စစ်ရေးမှာပြောရတော့ဒါကဘလောက်တောင်အရေးပါနေလို့လဲအဖေကတော့ရှင်းရှင်းလေးပါပဲလက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတွေထက်အများကြီးကျော်လွန်ပြီးတော့ရုရှားနိုင်ငံရဲ့အတွင်းပိုင်းတွေကဖြစ်မှတ်တွေကိုတိုက်ရိုက်တိုက်ခိုက်ချင်လို့ပါပဲအဲ့လိုလုပ်နိုင်ပြီဆိုရင်စစ်ပွဲရဲ့အခြေအနေတစ်ခုလုံးကိုပြောင်းလဲပစ်နိုင်ပါလေဘယ်လိုပြစ်မှတ်မျိုးတွေကိုပြောနေတာလဲဆိုတော့ရုရှားရဲ့အစစ်အချီးစိတ်ခန်းတွေထောက်ပံ့ရေးလမ်းကြောင်းတွေလင်းရင်ခွင့်တွေပြီးတော့ကုတ်ကဲ့ရေးနဲ့ထင်းချိုရေးစခန်းတွေလိုမျိုးအရေးကြီးတဲ့နေရာတွေကိုတိုက်ရိုက်ပြစ်မှတ်ထားနိုင်မှာဖြစ်ပါတယ် Institute for the Study of War ISW လိုမျိုးစီးရဲလေးလာတုံးတကြေးဖို့တွေကတော့ပြောထားတာရှိတယ်ယူရှားရဲ့စီးရဲပြစ်မှတ်ရာနဲ့ချီးပြကတိုမာဟော့ရဲ့ပြကွင်းထုံမှာရှိနေတယ်တဲ့ဒါဟာယူကရိန်းအတွက်တော့စစ်မျက်နှာတစ်ခုလုံးကိုလုံးဝပြောင်းလဲပစ်နိုင်တဲ့အလားအလာကောင်းတစ်ခုပေါ့ကောင်းပြီယူကရိန်းအတွက်ဖြော်လင်းချက်ဖြစ်နေတဲ့ဒီလက်နက်ကရုရှားအတွက်ကျတော့ဘာလို့အိမ်မဆိုးတစ်ခုဖြစ်နေရတယ်လဲပူတင်ရဲ့စိုးရိမ်မှုတွေရဲ့နောက်ကွယ်မှာဘာအကြောင်းရင်းတွေရှိနေမလဲဆိုတာကြည့်လိုက်ရအောင်ဒီနေရာမှာပိုလန်နိုင်ငံသားရဲ့ဝန်ကြီးပြောသွားတာလေးကစိတ်ဝင်စားဖို့ကောင်းတယ်ရုရှားနိုင်ငံကအခြေကြီးလေဆိုတော့နေရာတွေကိုလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့အပြည့်အဝကာကွယ်ဖို့ဆိုတာမလွယ်ဘူးအဲ့ဒီအားနည်းချက်ကိုပဲတိုမာဟော့ကတိုက်ရိုက်ဖက်မှတ်ချနိုင်တယ်ဆိုတဲ့သဘောပါဒီတော့ဒီဝါနဖက်ရဲ့အမြင်ကလုံးဝကိုတခြားစီချစ်နေတာတွေ့ရမှာပါယူကရိန်းဘက်ကကြည့်ရင်ဒါစစ်ပွဲကိုအဆုံးသတ်ပေးနိုင်မဲ့အပြောင်းလဲတစ်ခုဖြစ်နိုင်တယ်ယူရှားဘက်ကကြည့်ပြန်တော့လေသူတို့ရဲ့အဓိကစီရဲ့အချက်ထားကြတဲ့နေရာတွေကိုတိုက်ရိုက်ချင်းချောက်နေတဲ့အိမ်မက်ဆိုးတစ်ခုလိုဖြစ်နေတာပေါ့ကဲဒီလိုတစ်ဖက်ကတောင်းဆိုမှုတစ်ဖက်ကချင်းချောက်မှုအဲ့ဒီနစ်ခုချာမှာ American သမ္မတ Trump ကဘလို့ရက်တီခဲ့တယ်သူ့ရဲ့တန်တမန်ရေးလှုပ်ရှားမှုကိုကြည့်လိုက်ကြရအောင်ဒါတကယ်ကိုသုံးပွင့်ဆိုင်ထိတ်တိုက်တွေ့ဆုံမှုအခြေအနေမျိုးပဲတစ်ဖက်မှာပူတင်ရဲ့ပြင်းထန်တဲ့တတိပေးချက်နောက်တစ်ဖက်မှာဇီလန်စကီရဲ့မရမကတောင်းဆိုမှုဒီနှစ်ခုကြားမှာသမ္မတထရန့်ကဂျိုဒန်ပေါ်လမ်းရှောင်းနေရလို့ဟန်ချင်းကြီးအောင်ထိန်းချောင်းနေတာပေါ့ဆိုတော့
track ကဘယ်လိုတုံးပြန်ခဲ့လဲဆိုရင် तू ကပူတင်ရဲ့မကြေနပ်မှုကိုအတိအမဲ့ပြုတယ်ဆိုတာကိုလူသိရှင်ကြားထုတ်ပြောခဲ့ပါတယ်။ဒါကယူရှာရဲ့စိုးရိမ်မှုကိုနားလဲကြောင်ပြလိုက်တာနဲ့အတူတူပါပဲ တစ်ချိန်တည်းမှာပဲဇီလန်စကီကိုလည်းတိုမာဟော့ဆိုတာစီပွဲကိုအဆုံးသတ်ဖို့အတွက်အပြေမဟုတ်ဘူးလို့ပြောခဲ့ပြန်ရောဒီလိုလောက်ရက်တွေကနှစ်ဖက်လုံးကိုချင်းခွင်များညီဖို့စ조사နေတယ်လို့ညီနိုင်တာပေါ့ဆိုတော့နောက်ဆုံးမှာမဲခွန်းတစ်ခုကြံခဲ့တယ်တိုမာဟော့ဆိုတော့ဒီစစ်ပွဲအတွက်အပြေတစ်ခုဖြစ်လာမလားဒါမှမဟုတ်ပိုပြီးကျေပြတဲ့စမီတော့လောင်စာတစ်ခုဖြစ်လာမလားဒီအပြေကိုတော့အချိန်ကပဲပြောပြပါမှာပါ